မနေ့ကဂျင်မီတေဆုံးသွားတဲ့အချိန်မှာကောင်လေးကသူ့ကိုကြေးဆွဲပြားတစ်ခုပေးခဲ့ပြီးရှို့ဝက်ဆန်းကျယ်စွမ်းအားချိုးနဲ့သူ့ကိုကယ်တင်ခဲ့တယ်မိုက်ကအလောင်းကိုရှင်းဖို့ပြင်နေတော့နောက်တစ်စက္ကန့်မှာသူကဘေးဘက်ကနေရှောက်ထွက်လာခဲ့တယ်ဒီဖြစ်ကမိုက်ကိုတော်တော်လေးအံ့အားသင့်စေခဲ့တယ်အဲ့ဒီမှာတင်နေတဲ့သူကဘသူလဲဆိုတာသူ့ပါသူကြည့်ဖို့မိုက်ကသူ့ကိုပြောခဲ့တယ်သူတို့နှစ်ယောက်စလုံးမယုံနိုင်ခဲ့ကြဘူးအဲ့ဒီအချိန်မှာပဲသူကဆောင်ဆွဲပြားကိုရုတ်တရက်တတိယသွားတယ်သူတို့နှစ်ယောက်စလုံးအဲ့ဒါကိုထုတ်လိုက်ကြတယ်အဲ့ဒါကရုတ်တရက်ပြောင်းလဲသွားတယ်အဲ့ဒီပေါ်ကမွေးနဲ့ငါးတွေကစတင်လှုပ်ရှားလာခဲ့တယ်ဂျင်မီရဲ့ခန္ဓာကိုယ်ကချက်ချင်းဆိုသလိုပြားမွန့်အဖြစ်ပြောင်းလဲသွားခဲ့တယ်မကြခင်မှာပဲဂျင်မီကအဲ့ဒီကောင်လေးကိုတဖန်ပြန်တွေ့ခဲ့ပြီးအဆောင်ဆွဲပြားကိုပြန်ပေးဖို့စူးစမ်းခဲ့တယ်သူ့ကိုအံ့အားသင့်စေတာကကောင်လေးကအဲ့ဒါကိုနှစ်ပိုင်းခွဲလိုက်ပြီးတဝက်ကိုဂျင်မီလက်ထဲထည့်ပေးခဲ့တယ်အဲ့ဒီအချိန်မှာဂျင်မီကတခုခုမားနေတယ်လို့ရုတ်တရက်ခံစားလိုက်ရတယ်ဘာဖြစ်လို့လဲဆိုတော့တူနာပြုတ်တယောက်ကတောင်းမြင့်ပုတ်ဖက်နဲ့ကိုဘယ်တော့မှဝတ်မှာမဟုတ်ဘူးလေသူကတူနာပြုတ်ကိုအရင်မြန်တားလိုက်တယ်ဒါပေမဲ့သူမကနောက်လှည့်ပြီးသူ့ကိုပြစ်လိုက်တယ်အဲ့ဒီအချိန်မှာသူကထူးခြားတာတစ်ခုဖြစ်နေရဲ့လို့စတင်ခံစားလာရတယ်သူ့မှာရုတ်တရက်မဟာစွမ်းအားတွေရခဲ့တယ်ခုံလိုက်ယုံနဲ့အမြင့်မီတာပေါင်းများစွာကိုခုံပြန်နိုင်ခဲ့တယ်